ပြသဗဖျားရှင်လက်ထက်တော်တွင်တငယ်ချင်းလေသမား2ဦးရှိတယ်။လေသမား2ဦးသည်ဖျားရှင်၏တရားတော်ကိုနာကြားပြီးတရားအရသာကိုသူ၏တငယ်ချင်းလေသမားအားခံစားစေခြင်းသည်ထို့ကြောင့်သူနှင့်အတူတရားနာလိုက်ရန်တိုက်တွန်းတယ်။ညီတို့ပင်ပြောဆိုတော်လဲမလိုက်ပြီ။တရားမနာခြင်းမဘူးတငယ်ချင်းရာဟုပြောလိုက်ရင်ပြီးတာပါပဲ။အပြစ်ဆိုခြင်းသည့်စိတ်အကောင်းမမြင်သည့်စိတ်ပါလာသောအခါတန်တရားမှာနင်မွန်းရပြီတော့သူပြောလိုက်သည့်စကားမှာဟစ်ကောင်မင်းဖျားတရားကိုလိုက်နာလို့ငါဘာအကျိုးရှိမှာမင်းဖျားကငါလေကိုလာထွန်ပေးမှလားဟုပြောလိုက်၏အမျက်ဆုံးဖြစ်သည့်ဖျားရှင်အားပြစ်မှားစော်ကားသည့်စကားဖြစ်သွားသည့်အတွက်အရိယူပဝါဒကံထိုက်မြတ်သူမသိချေမသိ၍ရှိခိုးတောင်းပန်ခြင်းလည်းမပြုခဲ့ချေယခုခေတ်တွင်လည်းဘာသာရေးအသိမဲ့၍အရိယူပဝါဒကံထိုက်မှန်းမသိထိုက်နေသူတွေရှိနိုင်ပေသည်တတိထားတဲ့မှာ၏အဆိုပါလေသမားတေလုံးနဲ့အခါတောကြီးမြက်မဲတဲ့တွင်လေသမားတိတ်တာဖြစ်သွားခဲ့၏ရနာချိန်မရပဲပြစ်မှားခဲ့သည့်စကားတခွန်းကြောင့်ကျွေးတန်တရွှဲရွှဲဖြင့်လေထွန်နေရ၏ညီမြကြသည်နည်းဆိုတော့ဖျားနှစ်စုကြာခဲ့လေ၏တနေ့တွင်ဖျားပူလာသည့်ယဟန်တော်များလမ်းမှားနေ၍လေသမားပြိတ္တာကြီးအားရိုးရိုးလူချင်းပြီးလမ်းသွားမိ၏ထိုအခါပြိတ္တာကြီးကအရှင်ဖျားတို့လမ်းမှားတယ်ဆိုတာရက်ပိုင်းပဲရှိပါသေးတယ်ဗျာတပည့်တော်အရိယူပဝါဒကံကြောင့်လမ်းမှားနေတာကတော့ဖျားနှစ်စုတော်ရှိပါပြီဖျားဟုလျှောက်ထားလေသည်စကားပြောရာတွင်မိမိပြောသည့်စကားဘယ်အဓိပ္ပာယ်ရောက်သွားသည်ဘယ်သူထိခိုက်သွားသည်ဆိုတာကိုမသိကြချေပြောချင်တာရမ်းပြောတတ်ကြ၏တစ်သက်လုံးပြောနေပြီးမတက်တာစကားပင်ဖြစ်၏သို့ပါ၍မိမိတို့ပြောဆိုသည့်စကားတခွန်းသည်သီလသမာဓိပညာနှင့်ပြည့်စုံသောပုဂ္ဂိုလ်တဦးဦးအားပြောမှဆိုမှဖြစ်သည်ဆိုပါကချက်ချင်းတောင်းပန်ရင်လိုအပ်ပါသည်မတောင်းပန်မိပါကတန်တရားတွင်နစ်မွန်းတတ်ပေသည်စာရေးသူဟာစင်လေးစားလျက်ပါနော်ကြည့်ရှုနားဆင်ပေးကြတဲ့သူတွေအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေရှင်